အားလုံးပဲမင်္ဂလာပါဗျအခုဗာလေနော်ကျွန်တော်19ရက်နေ့ကတင်တဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှ comment တစ်ခုလာရေးထားတယ်အဲ့ဒါဗာလေဆိုတော့ခါကျတော့ဒီ local PDF တွေရဲ့ MOD လေးယောက်ကိုဝင်ဖို့ပေါ့လေနော်ကျွန်တော်အနေနဲ့တိုက်တွန်းထားရလေးရှိတယ်အဲ့ဒီမတင်ခင်မှာလဲ NUG MOD နေ့ပြင်ဆင်စရာတွေရှိတယ်ဆိုတော့အချစ်14ချစ်ကျွန်တော်ကြံပြထားတာရှိတယ်အဲ့ဒီပတ်သက်ပြီးတော့မှဒီ local PDF တွေ MOD ယောက်ကိုဝင်လို့ရှိရင်မင်းတာဝန်ယူမှာလားဘာညာဆိုတာလေးအမျိုးပြောထားတာရှိတယ်ပြန်ပြီးတော့မှအကြောင်းပြန်ပေးပါလို့ပြောတယ်ကျွန်တော်လည်းဒီဗီဒီယိုတွေနဲ့တော်လိုင်းရဲဘော်တွေကိုဒီအချိန်မှာပြောရတာအရန်အားနာပါတယ်လို့ကျွန်တော်လည်းဒီညနေတော့စိတ်နှောက်ရှစ်ဖြစ်ရင်ဒါကျွန်တော်ခုနကဆုံးကြိုတင်ပြီးတော့မှတောင်းပန်ပါတယ်ကျွန်တော်ဆွေးနွေးတာဆွေးနွေးခဲ့တဲ့အချစ်ကဒီ MOD ကို14ချစ်ပေါ့လေနော်ဆွေးနွေးအကြံပြုထားတာရှိတယ်ကျွန်တော်လည်းတက်လို့မဟုတ်ဘူးကျွန်တော်လည်းနားမလဲဘူးတကယ်ချင်းပြောထားသလိုပဲအတွင်းကြကြသိလို့လားဆိုတာမျိုးကျွန်တော်လည်းအတွင်းကြကြသိနေရတာမဟုတ်ဘူးNUG MOD ကလူကြီးနဲ့ကျွန်တော်တစ်ချိန်တစ်ခါမှစကားမပြောဘူးများသောအားဖြင့်ကတော့မြေပြင်ရဲဘော်နေတော့နေတပါးပြောဖြစ်တယ်ညဒီနေ့ညလည်းပြောဖြစ်တယ်ညတော့လည်းပြောဖြစ်တယ်တော်ပြီလဲဆိုတော့ရဲဘော်ကကျွန်တော်ကိုတောင်မပြောသေးချင်တော့ဘူးသူကဘာပြောလဲဆိုတော့ဆရာတဲ့ဒီတော်လိုင်းလေးပတ်သက်ပြီးရင်ဘာမှမပြောတာကောင်းပါတယ်တဲ့ခုနေ့ချိန်မှာဆရာကျမရင်မကောင်းလို့စစ်ခုနေ့ချိန်မှာဆရာနားမှာကာကွယ်ပေးမဲ့ထင်ငုံပင်တပင်တောင်မရှိဘူးတဲ့ရောသားဆိုရင်လည်းတိမှာပါဗမာလည်းတိမှာပါထင်ငုံပင်တပင်တောင်မရှိပါဘူးတဲ့ဆရာနားမှာကာကွယ်ပေးမဲ့သူတဲ့အဲ့ဒီတွေ့ကျွန်တော်တို့ဆရာက RNB ပါလို့ကျွန်တော်မပြောချင်ဘူးမကြားချင်ဘူးတဲ့အဲ့လိုတားရည်လည်းရှိတယ်ကျွန်တော်လည်းလိုင်းပေါ်လာအာချောင်ရတာလည်းကိုကကြကိုစိတ်နဲ့ကိုကလည်းမလုံးပြောချင်တာဘယ်လိုလဲဆိုတော့ဒီတော်လိုင်းလမ်းစဉ်လည်းရှောက်ခဲ့တယ်ပြီးတော့မှအခုနေ့ချင်းမှာကျမ်းမာရေးကြောင့်တော့ကျွန်တော်တို့နားနေရတယ်ဒါပေမဲ့ကျွန်တော်တို့တော်လိုင်းရေးကြောင့်ဆုံရှုံသွားတဲ့ပြည်သူရဲ့အသက်တွေအိုးအိမ်စီးစိမ်တွေပြီးတော့မှကျွန်တော်တို့နေ့ရှေ့တန်းမှာတက်ပွဲဝင်ရေးကြာဆုံးသွားတဲ့ရဲဘော်တွေရန်အားနာဖို့ကောင်းတယ်ရန်လည်းအခုလိုနေရရှစ်လဲရှစ်မိတယ်အဲအားကြောင့်လဲကျွန်တော်အနေနဲ့ကိုတက်အနေနဲ့ဖိတ်ကနေတော့မှကျွန်တော်လည်းဒီတော်လိုင်းနဲ့ပတ်သက်ပြီးတော့မှအကြံပေးမှဖြစ်မယ်ဆိုတော့မှအကြံပေးနေခြင်းဖြစ်တယ်တိလို့တက်လို့တော့မဟုတ်ပါဘူးကျွန်တော်လည်းဆရာကြီးမဟုတ်အားချောင်နေတော့မဟုတ်ပါဘူးတကယ်ချင်းဒီနေရာလည်းပြောချင်တာပါလဲဆိုတော့လေတကယ်ချင်းလည်းစိတ်မဆိုးပါဘူးလို့အဲ့လိုလေးပြောပြတာကျေးဇူးတင်တယ်ကျွန်တော်ပြောတာကရောသားဆိုတော့လေဗမာစကားမပြီးဘူးဗမာလည်းပြောရင်တိတ်အဆင်မပြေဘူးအဆင်မပြေတဲ့အခါကျတော့အထိတ်ပဲကောင်းများလွဲသွားသလားပေါ့ကျွန်တော်ပြောတဲ့အထက်မှာလွဲသွားသလားပေါ့ကျွန်တော်ရှင်းပြပေးမယ်ကနဦးပြန်ရှင်းပြပေးမယ်ဒီဗမာနယ်မှာရှိတဲ့ local PDF တွေကဒီ MOD ရဲ့ COC အောက်ကိုဝင်ရမရကိုထောက်ခံတယ်ဆိုတော့ကျွန်တော်ပြောတယ်သဘောတရားကြီးရဟုတ်တယ်မှန်တယ်ထောက်ခံတယ်အဲ့ဒါနဲ့ပတ်သက်ပြီးဦးမျိုးရန်အောင်တိုင်းကပြောတာရှိတယ်လေကိုလည်းအဲ့ဒီစကားထည့်ပြောရတာအရန်အားနာတယ်ဒီ justice ဆိုကြကိုဇွဲနေသူနေကအဲ့လိုမျိုးလိုင်းဝမှာအဲ့လောက်ပလူပြန်နေရဆိုတော့လေဒါပေမဲ့ကျွန်တော်ပြောစကားနဲ့ကျွန်တော်စကားနဲ့ကျွန်တော်တာဝန်ပြီးတော့မှကျွန်တော်ပြန်ဖြေရှင်းတယ်ဦးမျိုးရန်အောင်တိုင်းကဘာပြောလဲဆိုတော့အခုတပ်ပေါင်းစုကိစ္စတွေ SRA ကိစ္စတွေတပ်ပေါင်းစုကိစ္စတွေ तू ကလုံးဝအလုပ်ဖြစ်မှာမဟုတ်ဘူးဆိုတော့ तू ဆွေးနွေးသွားတာရှိတယ် local PDF တွေကဒီ COC အောက်ကိုမဝင်ရင်အမိုက်တွေဆိုတာ तू ဆွေးနွေးသွားတာရှိတယ်အဲ့ဒီပတ်သက်ပြီးကျွန်တော်အနေနဲ့စိုးရင်တယ်ခံစားရတယ်ကျွန်တော်လည်း local PDF မှာတာဝန်ထမ်းဆောင်ခဲ့တာနားတာမကြသေးပါဘူးเนาะကျမ်းမာရေးကြောင်းလို့ပါဒါပေမဲ့ကျမ်းမာရေးကောင်းတဲ့ချိန်တော့ကျွန်တော်လည်းရှေ့တန်းရောက်သွားနေတာပေါ့ပြောလို့တော့မရဘူးအဲ့ဒီမှာပါလဲဆိုတော့တိုက်ဆိုင်တယ် तू ပြောပြီးဆိုရင်တိုက်ဆိုင်တယ်เนาะသူ့ရဲ့ဒီစာတွေလည်းကျွန်တော်ဖတ်တယ်သူ့ရဲ့ video file လည်းကျွန်တော်ကြည့်တယ်သူ့မှာ follower အများကြီးပဲသူ့ comment ပေးတာထောက်ခံတယ်အများကြီးပဲကျွန်တော်နိုင်ငံလည်းခစ်တယ်ဘယ်လိုပြောမလဲကိုထင်ရပါတော့NUG ဆိုလဲမှားမှန်ငါတို့အစိုးရငါတို့ NUG မှားမှန်ကြောက်ထဲတွင်းချတာပဲထောက်ခံတာကြောက်ထဲတွင်းချမှန်းမသိနော်အဲ့လိုကွက်ကြတယ်နည်းနည်းလေးကျွန်တော်တို့ NUG သွားမထိလိုက်နဲ့ထိလိုက်ရင်တော့တချို့ကျွန်တော်တွေ့ရတာဗာတွေ့ရလဲဆိုတော့နည်းလေးရှိလိုက်မဲ့ဘယ်လိုလဲဆိုတော့ဒီ follower တွေအများကြီး like တွေ comment အများကြီးရနေကောင်လေဆယ်လီတောင်ဝုန်းနဲ့ပြုတ်ကျသွားတယ်ကျွန်တော်နိုင်ငံအနေထားအဲ့လိုမျိုးထားပါတော့ကျွန်တော်အဲ့ဒီအချိန်မှာဦးမျိုးရန်အောင်တင်းကအဲ့လိုပြောတာရှိတယ်ကျွန်တော်အကဲခက်တယ်တိုက်ဆိုင်နေတယ်သိလားနိုင်ငံရေးမှာတိုက်ဆိုင်ဆိုတာမရှိဘူးနော်မက်လာအထဲမှာတော့ဦးမျိုးရန်အောင်တင်းကစပြောတယ်MOD ရဲ့ COC အောက်မှာမရှိလိုက်တဲ့ local PDF တွေ ERO တွေရဲ့ COC အောက်မှာမရှိလိုက်တဲ့ local PDF တွေเนาะ SRA ရဲ့
CO ထဲမှာမရှိလိုက်တဲ့ local PDF တွေအမိုက်တွေပဲဆိုတာမျိုးသူပြောတယ်အဲ့ဒီအချိန်ကကျွန်တော်ချင်းပြည်နယ်မြောက်ပိုင်းမှာဖလန်းမှာစစ်ကောင်စီကအင်အားထောင်ချီထိုးနေတဲ့ကာလမြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်မှာလည်းစစ်ကဝုန်းနေကျဲနဲ့အချိန်နေနော်တိုက်ဆိုင်တယ်နော်တိုက်ဆိုင်တာကိုပြောတာဘာလို့ကျွန်တော်ပြောချင်းမဟုတ်အဲ့ဒီအချိန်မှာသူအဲ့လိုပြောတယ်မြေပြင်မှာကြာရင်ဒီဖြစ်မှာတက်ပွဲပြင်းထန်နေတဲ့အချိန်မှာချင်းပြည်နယ်မှာတက်ပွဲပြင်းထန်တဲ့အချိန်မှာ CNA နဲ့ CDF တွေကပူပေါင်းမှုတော့မှလုံးဝအပြင်းထန်တစ်ခုခံနေရတဲ့အချိန်မှာသူကအဲ့ဒီစကားပြောတယ်မြေပြင်မှာပြဿနာတွေဖြစ်တယ်ကျွန်တော်တို့ဗမာနယ်မှာတိုက်ဆိုင်တယ်အခုလဲချင်းပြည်နယ်တောင်ပိုင်းမှာစစ်ကောင်စီကအင်အားထောင်ချီထိုးတယ်ကျွန်တော်ရောဒေသမှာရောလူမျိုးတွေရောရဲဘော်တွေlocal PDF တွေရောဒီ MOD က COC အောက်မှာရှိလိုက်တဲ့ရဲဘော်တွေရောအကုန်လုံးပူပေါင်းပြီးတော့မှ CDF တွေရောဒီစစ်ကောင်စီကိုကျွန်တော်တို့ကြကုတ်ကြခဲနဲ့ခံစစ်တိုက်ထုတ်နေရတဲ့အချိန်အဲ့ဒီအချိန်မှာတိုက်ဆင်ဦးမျိုးရန်အောင်တင်းကနောက်ကြော့ပြန်ပြောပြန်ပြီအဲ့ဒီပတ်တည်ပြင်ကျွန်တော်စိုးရိမ်နေလို့ပြောတာနံပါတ်1စိုးရိမ်နေဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ပြောတာကဒီ MOD ရဲ့ COC ရောက်ကိုဝင်ဖို့ဆိုလို့ရှိရင်တကယ်ချင်းစာလည်းရေးထားတယ်စာမှာတေချာပြန်ဖက်ပါ MOD ရော NOG ရောပြင်ဆင်ကြရရှိတယ်ပြုပြင်ကြရရှိတယ်အဲ့ဒါလေးပြင်ဆင်ပြုပြင်ပြီးလို့ရှိရင်အဆင်ပြေတယ်ဆိုတာပါထားတယ်စာထဲမှာတကယ်ချင်းဒါပေမဲ့တကယ်ချင်းပြောသလိုပေါ့ဗျာဒီ local PDF တွေကိုဒီ MOD ရဲ့ COC ရောက်ကိုဝင်အဲ့ဒါမင်းတာဝန်ယူမှာလားဆိုတော့ကျွန်တော်က NOG မှာလည်းတာဝန်ရှိတဲ့ပုံကုမဟုတ်လို့ MOD မှာလည်းတာဝန်ရှိတဲ့ပုံကုမဟုတ်ဘူးတကယ်ချင်းကျွန်တော်လည်းဒီနေ့တော့ဒီ line ပေါ်မှာအားချောင်းနေတယ်မိနစ်ဖြန်ကြရေးအားချောင်းချင်မှအားချောင်းနေမယ်ကျွန်တော်ကျမ်းမာရေးအဆင်ပြေစောစောကပြောသလိုပေါ့ရှင်ထဲရောက်သွားခါကျရင်အဲ့လိုလေပြောလို့ရချင်မှရမယ်ကျွန်တော်တာဝန်ယူနေတာကျွန်တော်အကြံပြုတဲ့စကားလုံးတွေအကြံပြုတဲ့အစာတွေကျွန်တော်တာဝန်ယူတယ်ကျွန်တော်လုပ်ရက်တွေကျွန်တော်တာဝန်ယူတယ် MOD ရဲ့လေးယောက်ကိုဒီ local PDF တွေဝင်သွားလို့တာဝန်ယူရမှာကကျွန်တော်မဟုတ်ဘူးเนาะပြီးတော့မှ MOD ရဲ့လေးယောက်ကို local PDF တွေဝင်ချင်းမဝင်ချင်းကအဲ့ဒီ local PDF တွေနဲ့ MOD နဲ့ဘလောက်အထိပူးပေါင်းဆောင်ရွက်နေတယ်လဲရန်သူကိုဘလောက်ထိလက်တွဲညီဘလောက်ထိလုံမလဲဆိုတော့ပုံမှန်မူတည်တာမြေပြင်မှာလည်းတကယ်သူတို့လက်တွဲလုံနေတယ်လိုင်းပေါ်မှာလည်းအားချောင်းနေကြတယ်တချို့ကတော့ပြောတယ်နိုင်ငံခြားတွေကနေတော့မှအာပေါင်းအာရင်တန်နေဟာပြောကြဆိုကြရဲဘော်တွေကမြေပြင်မှာဟာပြဿနာတွေဖြစ်တယ်ဆိုတာဒီလိုလဲစိတ်ကမလုံတော့ဘူးလေနော်စိတ်ကမလုံမှုဘယ်လိုပြောမလဲကိုနောက်ကျော်ကိုမလုံတာတမျိုးစိတ်ကမချမ်းမြေတော့ရန်သူတက်ခဲ့ရတာတက်ရှူသူခွေးရနေအတူတူပဲပြီးတော့မှရဲဘော်တွေစိတ်တက်ကြအောင်ပြောနေတယ်အတူတူပဲအဲ့လိုတွေရှိတယ်အဲ့ဒါတွေကိုလဲဘယ်လိုပြောမလဲရှိတယ်နော်ကျွန်တော်ကြတော့ပြည်တွင်းမှာနေတာကျွန်တော်ပြောတဲ့စကားလုံးတွေကိုကျွန်တော်အစ်စ်နဲ့ပေါင်ပြောရတယ်ရင်းပြောရတယ်တာဝန်ယူရတယ်စာလေးခဲရေးနေတာမဟုတ်ဘူးကျွန်တော်ရုပ်တံတွေလည်းပြောတယ်ဒါတာဝန်မှုတာဝန်ခံမှုအပြည့်နဲ့ကျွန်တော်ပြောတယ်အကြံပြုတယ်အစိုးဘက်ကနေပြောနေချင်းမဟုတ်ဘူးအခုလဲ local နဲ့ဒီ MOD ရဲ့ COC အောက်မှာရှိတဲ့တက်တွေအတူတူပေါင်းတိုက်တယ်နော် local ဖြစ်မှာလဲအားနည်းချစ်တွေရှိမယ်ပေါက်ဆက်ဖို့အတွက် NUG MOD ဖြစ်မှာလဲအားနည်းချစ်တွေရှိမယ်နော်အဲ့ဒါကိုဘလို့ပေါင်းဆက်ပြီးလဲမှသွားမလဲဆိုတာကိုကျွန်တော်အကြံပြုထားတာ MOD ဖြစ်ကိုလည်းကျွန်တော်အကြံပြုထားတယ်နောက်ဆုံးတစ်ခုလေးပဲတငယ်ချင်းကိုရှင်းပြချင်တာတစ်ခုရှိတယ်ဗမာနယ်မှာရှိလိုက်တဲ့ကျွန်တော်တို့ local PDF တွေက MOD ရဲ့ COC အောက်ကိုရောက်ရမယ်ရောက်မှအဆင်ပြေမယ်အဲ့ဒါကိုကျွန်တော်ထောက်ခံတယ်ဆိုတာကပြောပြမယ်အမှန်တကယ်ထောက်ခံတယ်မှားတယ်ဆိုရင်လည်းမတတ်နိုင်ဘူးဒါကကျွန်တော်ရဲ့အမြင်ကိုပြောတာအဲ့ဒါဘာကြောင့်လဲဆိုတော့ NUG ဆိုတာက2021အာဏာသိမ်းပြီးရင်နော်ပြည်သူလူထုရွေးချယ်ပြီးတော့မှတင်မြောက်တဲ့ဒီလက်တော့ကိုယ်စားလှယ်တွေကနေမှဖွဲ့စည်းထားတဲ့အစိုးရ NUG အစိုးရနိုင်ငံတကာစစ်ဆန်ရေးမှာ NUG အစိုးရကနေဥဆောင်ပြီးတော့မှနိုင်ငံတကာစစ်ဆန်ရေးလုပ်နေရတာနော်အဲ့ဒါကြောင့်လို့ကျွန်တော်ကဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံမှာရှိလိုက်တဲ့ local PDF တွေပေါ့နော်လက်နဲ့တပ်ဖွဲ့တွေက MOD ရဲ့ COC အောက်မှာ NUG ရဲ့ COC အောက်မှာမရှိဘူးဆိုရင်နော်နိုင်ငံတကာမှာဘလို့ပြောမလဲနိုင်ငံတကာမှာဘလို့ပြောမလဲနိုင်ငံတကာတန်တမာရေးမှာဘလို့ပြောမလဲအစိုးရတရက်ကသူ့ရဲ့ပြည်တွင်းမှာရှိလိုက်တဲ့လက်နဲ့ကိစ္စပဲဖြစ်ဖြစ်အကြံတဲ့ကိစ္စတွေပဲဖြစ်ဖြစ်ဖွံ့ဖြိုးကိစ္စပဲဖြစ်ဖြစ်အဲ့ဒီအစိုးရကတာဝန်ယူရတယ်သူတို့ပဲဥဆောင်လုပ်ရတယ်သူတို့ပဲဥဆောင်ပြောရတယ်အဲ့လိုပဲအစင်တစိတ်ကြီးအားလုံးကြီး9နှစ်အခု9နှစ်ကျော်နေပြီလဲ6နှစ်ထဲရောက်နေပြီနောက်ထပ်6နှစ်လားနောက်ထပ်10နှစ်လားနှစ်ပေါင်း20လားအဲ့လိုမျိုးကြီးဓာတ်လျှောက်သွားနေမယ်ဆိုရင်ကျွန်တော်တော်လိုက်ရအစီပြေပါမလား NUG ရဲ့ဥဆောင်မှုကဏ္ဍရဲ့ပုံရိပ်ကိုသွားထိခိုက်တယ်အများကြီးထိခိုက်တယ် NUG ရဲ့ဒီဥဆောင်မှုပုံရိပ်ကိုဒီတစ်ပို့ပြီးတော့မှထိခိုက်တယ်ဆိုရင်နိုင်ငံတကာမှာအဆင်မပြေတော့ဘူးနိုင်ငံတကာမှာအဆင်မပြေဘူးဆိုရင်ကျွန်တော်တို့တော်လိုင်းရေးမှာလည်းအဆင်ပြေပါမလားပေါ့
ဒီကြောင့်လည်းကျွန်တော်က energy ဖြစ်ကိုလည်းကျွန်တော်ကအကြံပြုတယ်ဒီကျွန်တော်တို့တော်လန်ဖြစ်မှာလည်းကျွန်တော်အကြံပြုတယ်ရဲဘော်တွေကိုအရင်လေးစားတယ်စိတ်နောက်ရှစ်ဖြစ်တယ်ဆိုရင်ကျွန်တော်ထက်ဆင့်တောင်းပန်တယ်ဒီကာလမှာဒီကားမပြောချင်ဘူးဒါပေမဲ့အကြောင်းမပြန်ရင်လည်းကျွန်တော်ဟိုတမျိုးမြင်မှာဆိုလို့ကျွန်တော်အကြောင်းပြန်ပေးခြင်းဖြစ်တယ်တကယ်ချင်းလည်းအဲ့လောက်ဆိုရင်နားလည်မယ်လို့ယူဆတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လို့